အားလုံးပဲခုဖြစ်နေတဲ့ကိစ္စကိုသိမှာပါဗောနော်ဒီကိစ္စအယူကျွန်တော်မပြောချင်ပေမဲ့လေပထမဆုံးနဲ့နောက်ဆုံးအဖြစ်ကျွန်တော်ဒီဗီဒီယိုလေးတစ်ပုဒ်နဲ့အားလုံးကိုသိအောင်ပြောပြပါမယ်ပထမဆုံးသူကျွန်တော်ကိုပြဿနာရှာတဲ့ဟာကကျွန်တော်အတိတ်တင်တဲ့ပို့ရှင်းလို့ဆိုပြီးပြဿနာရှာရဗောနော်ဒါသူကျွန်တော်ကိုပထမဆုံးပြောတဲ့ဟာအဲ့ကိစ္စကိုကျွန်တော်ပြန်ပြောပြမယ်အဲ့ဒါ2024တော့ဗောနော်2024အဲ့ဒါအဲ့တော့ကကျွန်တော် giant event ဗျာတိုက်တယ်အကြီးကြီးလူအကြီးကြီး event ဗျာရထားတန်လန်းအနေနဲ့ဗျာအဲ့ event မှာပေါ့နော်မမရအဲ့မှာကျွန်တော်နဲ့ကျွန်တော်စကွက်နဲ့သူစကွက်နဲ့တွေ့ရပေါ့နော်ပွဲထဲမှာတွေ့တဲ့အချိန်မှာသူ့ဘက်ကတယောက်ကကျွန်တော်ကိုနှောလိုက်တယ်ဗျာနှောလိုက်တဲ့အချိန်မှာသူကဖျောက်အဲ့ကောင်ပါခေါ်တယ်စောက်ခုတ်ကိုပြစ်တယ်ကျွန်တော်ပြောချင်တာဗျာဒီပတ်ကြီးစောင့်နေတဲ့လူတွေဗျာကီးမစီလုံးဝကြည့်တယ်ဗျာနှောလိုက်တာနဲ့ဟွာဒီလူပါလာသေးကြည့်တယ်ဗျာသူမသိစရာအကြောင်းမရှိဘူးဗျာကျွန်တော်ကသိလားဒါပတ်ကြီးစောင့်နေတဲ့လူတွေလည်းသိမှာပဲအဲ့မှာအဲ့လိုပြောတာကိုကျွန်တော်ကမသိဘူးဗျာဒါပေမဲ့ကျွန်တော်လူတွေကလာပို့တယ်ဒီလိုပြောတာရင်အဲ့မှာကျွန်တော်ကတော့ဘာမှမဖြစ်ဘူးဗျာထားရတယ်ဒါပေမဲ့ကျွန်တော်လူတွေကအရင်ပေါက်တယ်ဗျာသိလားအတိတ်ရောအခြားလူတွေရောအဲ့လိုမသိမှဖြစ်တာအဲ့မှာဖြစ်ချင်တော့နောက်2ရက်3ရက်လောက်နေတော့အတိတ်ကလည်း strain နေတာကွာဒီလားဖြစ်တော့မှသူ strain နေတာအဲ့မှာသူ strain တဲ့အချိန်မှာသူတို့နဲ့သွားတွေ့တယ်သွားတွေ့တဲ့အချိန်မှာအတိတ်ကတယောက်တည်းဗျာသူတို့က4ယောက်အဲ့ဒါအတိတ်က 1v4 ပြစ်လိုက်တာ4ယောက်တယောက်ပြစ်လိုက်အတိတ်ကပြစ်တာကိုသူတို့ကမကျင်တဲ့လို့ဆိုပြီးတော့ပြန်ဆင်းပြီးတော့အတိတ်ကိုပြန်လာပြစ်တယ်4ယောက်တယောက်အဲ့ဒါလည်းအတိတ်ကနောက်တဲ့4-1ထပ်ပြစ်ပြီးလိုက်တာမရှိယောက်တယောက်ဗျာအဲ့အားပြီးတော့အတိတ်လိုက်ဆိုရင်တိတ်မကြဘူးပြစ်ကြသွားတယ်အဲ့မှာအတိတ်ကကျွန်တော်ကိုလာပြောတယ်ဗျာကိုကြီးရဲ့ဒီလိုပဲတဲ့ဒီလိုတွေ့တာတဲ့ညီလေးတင်ပြီဗျာတဲ့ကိုကြီးတို့တဲ့ဒီလိုမျိုးလိုက်ဆွမ်းမှာအဲ့လိုမျိုး disrespect ပေါ့နော်အတိတ်ပြောတဲ့စကား disrespect လုံးနေတာငွေလုံးနေတာတဲ့ညီလေးခန္ဓာကိုညီလေးတင်ပြီရဲ့အားနဲ့ကျွန်တော်လည်းအဲ့လိုလိုကျွန်တော်လည်းဘာဖြစ်တာပေါ့ဗျာအေးအောင်တင်ဝါဆိုအားမယ်ကျွန်တော်ပါအဲ့တော့ share လိုက်တာအဲ့လောက်ကြီးကြလို့ share လိုက်တာကျွန်တော် share တာဗျာသူ့နာမည်လည်းမပါဘူးသူ့ clan နာမည်လည်းမပါဘူးအဲ့လောက်ကြီးကြလို့ share အတိတ်တင်တာလေသူ့လိုက်ပြတ်ကြတော့တောင်းတင်တာလေဗျာသိလားအဲ့တော့share တဲ့အချိန်မှာဒါပေမဲ့ကျွန်တော်ကောင်မလေးကအမှကျွန်တော်လာမဲ့တော့လာမဲ့တာဟိုဗါလေဟိုဖျားရားပြန်ပြီဆိုတော့ကျွန်တော်ဒီကြီးအဲ့တော့ဒီနေ့ကျွန်တော်အတူမရှိဘူးဗျာဒီလားလာမဲ့တာတော့လာဖြတ်ခိုင်းတာကျွန်တော်ဗျာအဲ့တော့ကျွန်တော်10မိနစ်ပဲထားလိုက်တာမမရ15မိနစ်မပြည့်ဘူး10မိနစ်ပဲထားပြီးဆိုပြန်ဖြတ်လိုက်တာအဲ့မှာ तू ကအဲ့တော့ကျွန်တော်လည်း friend ဖြစ်တယ်ဗျာအဲ့မှာ तू ကဒီလာမဲ့နဲ့ comment ကိုလည်း तू ဘယ်လိုမြင်လဲမသိဘူးဗျာ तू အသွေးနဲ့ပါပေါ့နော်အဲ့မှာဒီကိုပါတော့မိုင်းလေးတင်ပြီးပြောတာစောဝါစာအဲ့လိုမျိုးပုံနေတာပါဆိုတော့အဲ့တော့ဒီကိုလည်းအဲ့လိုမျိုးစကားတွေပြောတာဟောအဲ့မှာဒီကလည်းစိတ်ထိုးပြီးတော့ကျွန်တော်တို့အဲ့တုန်းကချက်ချင်းလိုက်ရှင်းတာဗျာဖုန်းနံပါတ်ကိုတောင်းတာပေါ့နော်အဲ့တော့ကောင်းတဲ့ရှိတာဖုန်းနံပါတ်တောင်းတာကောင်းတဲ့ရေးတောင်းမှန်နေเนาะအခုကကိုလည်းဘယ်လိုပြောမလဲဒီမဖြစ်ရှင်းလို့မရတော့ဘူးဒါအကုန်လုံးเนาะနာမည်တက်လိုက်ရတာအလုံးကိုတကယ်တောင်းမှန်ပါလေเนาะအခုပါမဲ့ဆွေမာနာမည်ကြီးညီကိုနာမည်အလုံးပါသွားရင်လည်းတကယ်တောင်းမှန်ပါလေလုံးဝဖြစ်ရှင်းရမယ့်အခြေမို့လို့ပေါ့နော်ဟိုဒါကျွန်တော်နာမည်တွေပါတယ်ဆိုတာလေဒါကျွန်တော်မဟုတ်မှန်စကားမပြောဘူးဆိုတော့သိအောင်လို့ပေါ့နော်ဒါအဲ့တော့ကျွန်တော်တို့ကောင်းတဲ့ချီကနေကျွန်တော်ဖုန်းနံပါတ်တောင်းပြီးကျွန်တော်ချက်ချင်းလိုက်ရှင်းတယ်အဝင်ကောပါပိတ်ပြီးတယ် Facebook မှာလည်း unfriend block ကြီးလုပ်ပြီးတော့အကုန်ပြေးတာလုံးဝဖုန်းမကန်ဖုန်းဝင်ကောပါပိတ်ပြီးပြေးတာအဲ့တုန်းကကျွန်တော်ချက်ချင်းလိုက်ရှင်းတယ်ညာသူမရှင်းဘူးပြေးတယ်နော်တကယ်တော့အတိတ်အိုက်တင်တဲ့အချိန်က2024ဂျွန်လ6ရက်နေ့2024ဂျွန်လ6ရက်နေ့နော်အခုအနေနဲ့ကြည့်မယ်ဆိုရင်2နှစ်ကျော်ပြီ2024ဂျွန်လ6ရက်နေ့မှာအတိတ်အဲ့တင်တာပေါ့နော်အဲ့မှာကျွန်တော်ချက်ချင်းလိုက်ရှင်းတယ်ဗျာနော်အဲ့မှာရှင်းတာကိုအဲ့လိုတော့ကျွန်တော်ကကိုဆိုင်ရတယ်အဲ့တော့ကကိုဆိုင်တီအောင်ကကျွန်တော်တို့ကိုတားတာကျွန်တော်တို့တားတော့ကျွန်တော်ဒီဒီရောကျွန်တော်ကနည်းနည်းကြောင်ထိချော့လိုက်တယ်ဗျာပြီးတော့ဟမ်သူရှိဆိုင်ဖွင့်လို့ပွဲတက်သွားတာပြီးလို့ဟုတ်တယ်ပွဲတက်ရှိတော့ပွဲတက်လက်ရှိနေရဟုတ်တယ်ပွဲတက်ဟုတ်တယ်အဲ့တော့မမရကျွန်တော်တို့အဲ့တော့မမရဗျာကျွန်တော်တို့အတိပေါ့နော်မာစုရဲ့ဆူရှီဆိုင်ဖွင့်ဝဲအဲ့တော့တွားရတာပေါ့နော်အဲ့မှာကိုဆိုင်ရဲ့လည်းတွေ့တာအဲ့ဆူရှီဆိုင်ဖွင့်ခဲ့တွားငယ်ဒီမှာပဲကျွန်တော်တို့အဲ့ကိစ္စဖြစ်တာဗျာအဲ့မှာကိုဆိုင်ရဲ့အဲ့မှာဒီလိုစစ်ကြောကိုဆိုင်ကျွန်တော်တို့ဒီလိုလုပ်တော့မယ်ဟိုတဲ့ကျွန်တော်ကိုဆိုင်ရဲ့အဲ့မှာတာကဘာလဲကျွန်တော်တို့တာဗျာအဲ့တော့ဟိုကနည်းနည်းစေးဝါဖြစ်သွားတယ်အဲ့မှာတနစ်ခွဲကျော်တော့ကြာမှာဗျာတနစ်ခွဲကျော်ဗျာဘယ်လိုကျွန်တော်တို့တော့မှအဲ့ကိစ္စကြီးကိုဟောဖြစ်တော့အဲ့ကြာမှာဗျာကိုပြည့်ကိုသွားပြောလာမသိဘူးเนาะဒါကိုပြည့်နာမည်တော့တောင်းမှတ်ပါတယ်ဒါကျွန်တော်မပြောမဲ့အချိန်ဘူးကိုပြည့်ကိုသွားပြောတယ်မှာကိုပြည့်ကလာပြောတယ်တာကားရဲ့မင်းနေဝင်းကိုတဲ့ဖွဲရှာရင်ဆိုတဲ့အဲ့တော့သူလိုက်ဆွမ်းမလေးပြောလိုက်ပြီးတင်တယ်နေဟုတ်တဲ့လားအဲ့တော့သူလိုက်ဆွမ်းမလေးသူပြောလိုက်ပြီးတင်တယ်အဲ့မှာကိုပြည့်ကိုလည်းသူပြောရဲကိုပြည့်ကမလာပြောဖွဲရှာရင်မရှာပါဘူးလို့ကျွန်တော်ဘာလို့ဖွဲရှာမှာလဲလို့ပြောလိုက်တာကိုပြည့်ကလို့လာမေးတာအဲ့မှာကိုပြည့်ကသူ့ကိုတစ်ချက်ပြန်သွားပြီးတာကားပြောတယ်ဖွဲမရှာဘူးလို့ဆိုပြီးပြောလိုက်တယ်အဲ့မှာကိုပြည့်ကိုပြောပါတယ်ပေါ့ share တာဘာညာဆိုအေးမ share ဘူးဆိုပြီးကိုပြည့်ကပြောလိုက်တာကွာသူတို့ရှိပြောလိုက်တဲ့အချိန်မှာ तू ပြောတဲ့စကားလေး stream ဂျားတွေက streamer တယောက်ကတော့မှကျွန်တော်ကမ share ပါဘူးလို့ပြောင်းနေနေဆိုပြီးတော့ဟာတကယ်တော့ကိုပြည့်ကကျွန်တော်ကို share လောက်လာမေးရမို့ဖွဲရှာလာလို့လာမေးတာအဲ့မှာကိုပြည့်အဲ့လိုပြောတဲ့အချိန်မှာပြီးတော့ကိုပြည့်နဲ့ကျွန်တော်ပြန်ပြောပြတဲ့အချိန်မှာ
ဟို share တဲ့ကိစ္စကိုပြောတာတဲ့ share တဲ့ကိစ္စ share တယ်ဒီလိုကျွန်တော် share တယ်ဒီလိုအဲ့ဒါပွဲချမှာမဟုတ်တာလို့ကိုပြပြောအေးငါမသိဘူးအဲ့ဒါငါသူ့ကိုမ share ပါဘူးငါပြောလိုက်ပြီငါစကားပြန်မပြင်ချင်တော့ဘူးကွာတဲ့ဒါကကြားလေကိုပြကိုထားလိုက်မပြင်နဲ့လို့ဘာမှမပြင်ဘူးလို့ထားတယ်ကျွန်တော်ကခေါင်းနဲ့လည်းမရှိဘူးအဲ့လိုကျွန်တော်ပြောရတာအဲ့မှာဗျာ तू က live stream မှာစားဟိုကျွန်တော်ကပြောင်းနေတယ်ပေါ့မိမပေါ့ဗျာဟိုယောက်ျားမဟုတ်ဘူးဒီရောအဲ့လိုမျိုးကျွန်တော်အဲ့လိုမျိုး share တာကိုမ share ဘူးဆိုပြီးတော့ဂျားလေးကအကူတယောက်ကိုလည်းအဲ့လိုပြောရဲဆိုပြီးပြောရောအဲ့ဒီမှာကျွန်တော်ကပြန်ပြီး share ပြလိုက်တာထက် share တယ်ဗျာဆိုတော့ကျွန်တော်ကမှကျွန်တော်ပြန် share ပြလိုက်တာအာတီးရလူတွေသိမှာပါကျွန်တော် public နဲ့ share ထားတဲ့အရာတစ်ခုကိုဗျာကျွန်တော် share ပြီးတော့မ share ဘူးလို့ပြောပါမလားဗျာအဲ့ဒါကိုအဲ့လိုပြောရတဲ့အချိန်မှာ तू ကပို့ပြီးပို့လောင်ပြီးတော့ဗျာကျွန်တော်အမေထဲမှာစေဟာအောက်လုံးနေနဲ့အိုးရိုင်းစကိုင်းမှာပြောတာကျွန်တော်ကတိခတ်လိုက်တာဘာလို့တိခတ်လဲဆိုတော့ဗျာကျွန်တော်အတန်းရှင်းမပေးချင်ဘူးကျွန်တော် level မတူရလို့နဲ့ကျွန်တော်အဲ့လိုမျိုးပတ်မဖြစ်ချင်ဘူးဗျာကျွန်တော်ခုချိန်မှာဘာလို့ဒါကိုပြောတယ်ဆိုတာဗျာ तू ကအရန်ကိုလောလာပြီဗျာကျွန်တော်မအေးမဲမှာကင်တော့အဲ့လိုမျိုးစေတော်တော်ကြီးတဲ့စေပြီးတော့အဲ့ဒါတွေမကောင်းနောက်တစ်ခုကကျွန်တော်အဓိကပြောရတဲ့အခုကျွန်တော်ဒီဗီဒီယိုပထမဆုံးနဲ့နောက်ဆုံးတင်တဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့လွန်ခဲ့တဲ့2ရက်လောက်ကဗျာမနေ့ရပေါ့လိုက်ဆွဲမှာဗျာဟိုကျွန်တော် fan တယောက်ကလာမှတ်နေတာသိရမလားအဲ့တော့သူပြောနေရတယ်မှာပေါ့ဗျာအဲ့တော့လိုက်ဆွဲမှာကျွန်တော်လိုက်ဆွဲမှာကိုမအများကြီးပဲလာပြောကြတာကျွန်တော်အဲ့မှာကျွန်တော် fan တယောက်ကဝင်မှတ်နေပေါ့နော်ကျွန်တော် fan တယောက်ကမှတ်တာဒါကြီးရတယ်ငါတို့ fan တွေမျက်နှာငင်ရတယ်တဲ့အဲ့တော့ကျွန်တော်နည်းနည်းလေးတူယူပါပေါ့သိရမလားဟိုသူတို့ဘလို့များဟိုကျွန်တော်ဖြေမရှင်းတို့အတွက်ကွာကျွန်တော်မားနေတဲ့ပုံစံများတို့ထင်နေလားဆိုပြီးတော့ကျွန်တော်ဖြစ်မှကြောင့်မို့ထင်မှကြောင့်မို့ကွာကျွန်တော် fan တွေအတွက်နော်ကျွန်တော်ဒီဗီဒီယိုကိုကျွန်တော်လုပ်လိုက်ခြင်းဖြစ်တယ်ကျွန်တော် fan တွေကိုကျွန်တော်မျက်နှာငင်ရအောင်လုံးဝကျွန်တော်မလုပ်ပါဘူးတခါမှလည်းကျွန်တော်မလုပ်ခဲ့ဘူးဘယ်ဆွေးမမောက်လည်းကျွန်တော်ဗိုင်းနေတက်ပြီးတော့ကျွန်တော်ပွဲထဲမရှာခဲ့သလိုကျွန်တော်ဒီဆွေးမတက်တန်8နှစ်အတွင်းပါပေါ့နော်ကျွန်တော်ဘာမှကိုကျွန်တော်ဗိုင်းနေတက်ပြီးတော့ပြောရမှုမရှိပါဘူးနော်ကျွန်တော် fan တွေမလို့ကျွန်တော်အဲ့ comment ကိုမြင်လို့ကျွန်တော်အခုဒီဗီဒီယိုကိုတင်တာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကသူပြောတာရေဘယ်တော့လုံးမလုံးဗျာဆိုကြည့်တာအဲ့တော့ဗျာဒီကောင်ကလို့တော်တော်ကြီးကိုရတော့အောက်လုံးနေနေပါအရင်ကြီးပါဖြစ်နေတော့ဗောနော်အဲ့လိုဖြစ်နေတာပြီးတော့ကျွန်တော်ခုနကပြောတဲ့ comment ဟာကြောင့်ကျွန်တော်ပြောတာပြီးသူပြောတယ်ဗျာသူစိတ်သက်ကိုသူ့ဘေးနာရှိတယ်လို့အကုန်သိတယ်နော်ကျွန်တော်ဖွင့်ပြမယ်နောက်ပိုင်းခုနကပဲဟိုကျွန်တော်ကဘာမှကြက်မပြောတော့ဟမ်ကျွန်တော်ကဘာမှကြက်မပြောတော့အဲ့တော့ပရမတော်ကတော့ဟာဒီတရားကိုဟိုငါတို့ငါကြည့်လေအောင်လုပ်ပေးလိုက်ပြီလို့ဆိုလို့ရှိရင်ပြေးသွားပြီအခုတော့ငါလည်းမလုပ်ပေးတော့ဘူးဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့ဘယ်သူလုံးနဲ့မလုံးတို့ကလည်းအကုန်ကိုယ်တိုင်သိတယ်။ဦးရည်လည်းသိတယ်အကုန်လုံးသိတယ်အခုဒီကောင်ကကလေးတွေလည်းသိတယ်။အခုလည်းလူဆောင်လည်းကလေးတွေသိတယ်။အဲ့တော့ဘယ်သူလုံးနဲ့ဘယ်သူမလုံးလဲတော့သိတယ်။အဲ့တော့အဲ့မှာနေတော့ဒီစကားဟိုဘက်လည်းမပို့ဟိုဘက်စကားတွေဒီဘက်မပို့နော်။ဒါအခုမှကိုနေတဲ့လို့နေတာမင်းကြီးအားတက်တည်တော့အဲ့တော့နေလာအခုတော့ကြားရရတော့အားတက်တော့ဦးရည်ဆဲတော့မှအဲ့ကလေးတွေမဆဲနဲ့မင်းကဘာလို့ဆဲတာတော့ဘာညာကျွန်တော်အများအားပြောနေတာအားတက်ကိုဆိုလို့ကျွန်တော်သိတော့တက်တော့ကျွန်တော်လုပ်ပြီးဒါပေမဲ့ပြောပြလာတာအဲ့လိုဖြစ်နေမှာကိုကြီးကအော်တရားပါလေဆိုတော့တယောက်တည်းလို့ဖြစ်နေတာကွာတဲ့ဘယ်မှာကိုညီပေးလိုက်ပါအောင်ပဲပါညာဆိုတော့စကားလေးပါလေးပြောတယ်တခါလေးတော့โอเคဆိုရင်လာပြီးလာဆော့လို့ရတယ်တော့ကိုကြီးကအဲ့လိုပြောတယ်ခေါ်တယ်အခုကျတော့ဒီကော်လေးဝင်လာလို့ရှိရင်လူတယောက်ကကွာအခုတာကြီးကွာအခုဒီကော်လေးလာလို့ရှိရင်ကွာတခြားကလေးတွေရှိတယ်ကွာဆော့နေကြတယ်ကွာအခုတာကမတွေ့အခုတာကဘာညာပေါ့ပြောရင်ရေးပါပြန်ပြောမယ်အားဟုတ်ကဲ့ဘာညာပြောမှာပေါ့ဟုတ်တယ်မလားဟုတ်တယ်သူကအဲ့ဒါပြီးတော့ထောက်တော့အဲ့လိုမျိုးလဲသူလည်းမသိတဲ့တရားကအဲ့လိုပြောထောက်ပါဟောပြီးရင်ကျွန်တော်လည်းအဲ့လိုမျိုးလေးလာကြိုက်ဘူးလေအဲ့ရပါလို့ကျွန်တော်အခုဒီတဖိုင်ကအတန်ကိုတည့်လို့သိပါပေါ့နော်ဒါသူဘေးနားမှာလုံးဝရှိနေရတာကိုသားကြီးကိုဦးစီးအားကြီးပေါ့နော်တူတူဆိုဖုန်းဆက်ပြောနေတဲ့လူတွေပေါ့နော်ဒီတန်ဖိုင်ကအခုမှမဟုတ်နော်အရင်လေးကသူကိုယ်တိုင်သူပြောပါတယ်သူလိုက်ပါလေဟိုဂျာထဲမှာသူညှိပြေလို့ရှိရအကိုကြီးရှိရဆိုအဲ့ဒါသူတို့ပဲဒါသူတို့ပြောတဲ့စကားကိုဒါကျွန်တော်ဖွင့်ပြတာနော်ဒီဗီဒီယိုထဲမှာပါသွားတဲ့ဦးစရာကြီးကိုကိုသားကြီးတို့ကိုလည်းတကယ်ကျွန်တော်တောင်းပန်တယ်ကျွန်တော်အခုမပြောဖြစ်မဲ့နေထားဖြစ်လို့ကျွန်တော်ပြောမိတာပါကျွန်တော်ဒီကြားထဲမှာလည်းကျွန်တော်မပြောဘဲနေခဲ့ရတယ်ဒါကိုသားကြီးတို့ဦးစရာကြီးတို့အကြောင်းလည်းပါတယ်ပေါ့နော်အားလုံးကြောင့်သူအတိုင်းချင်းဘုံဖြစ်နေတာကြီးရောအားလုံးပေါ့နော်အားလုံးကျွန်တော်ခုနရှင်းပြပြီးရပါတယ်အခုလည်းထပ်ရှင်းပြပေးမယ်နော်အခုဒါ live ပေါ်မှာဒါဗီဒီယိုတစ်ခုတွေ့ပါလိမ့်မယ်ကျွန်တော်ဒါ response လို့ဘာလို့လုပ်ထားတဲ့ဟာမျိုးပေါ့နော်မသိဘူး response လုပ်တာပြိတ္တတွေကိုတိုင်တာလားတော့မသိကျွန်တော်တော့
ပရိသတ်တွေကိုတိုင်နေလို့တော့ထင်တာပဲကျွန်တော်အဲ့တော့ဒါပါတော့ဆိုတော့ဒီ response မှာဒါအားလုံးလည်းကြားမှာပါ part 1 part 2 part 3ဆိုပြီးတော့ပြောတာလည်းကြားမယ်ဆိုတော့အခု part 1ကိုကျွန်တော်နားထောင်ပြီးပြီနားထောင်တဲ့အချိန်မှာကျွန်တော်ထောက်ပြမယ့်အရာတွေလည်းတွေ့တယ်အများကြီးမှအများကြီးပဲကွာဒါပါတော့အခုဒါ part 2ဘယ်နေ့တင်မလဲကျွန်တော်မသိဘူးအားလုံးမစောင့်ဘူးပြီး part 3ဆိုတော့အဲ့ဒါပြီးရင်ကျွန်တော်ဘက်ကနေဒါအချက်အကျအလက်ကျနဲ့ response ပြန်လာမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် thank you ကွာညနေကျူနေဟုတ်ပါကိုတီဝိုင်းစီဇာတာပဲမတက်နိုင်ကြော်တာ response တော့ကျွန်တော်ပြောပြီး1 2 3အခုကြည့်မယ်ကျွန်တော်ကယောက်ျားကြီးဒီနေ့ဒီချိန်မှာဒီလိုတင်ပြကျွန်တော်ပြန်ပြောမယ်ဆိုလို့ရင်ကျွန်တော်ပြောပြီးသားဟုတ်လားသူများကွာသိလားအဲ့လို video တင်တဲ့အချိန် risk တွေလိုက်ကြည့်ပြီးတော့မှဒီကောင်တော့ view တက်နေပြီးဒီချိန်တော့ဒီဟာလေးတင်ရင်တော့ကောင်းတယ်ဆိုတဲ့အကွက်တီတော့စင်ပြေပေါ့ဗျာဘယ်လိုဆိုရင်ဒီနေ့ကြည့်လိုက်ကွာကျွန်တော်တင်တာဆို3နာရီလားဒါပဲရှိတယ်4000နဲ့အပေးရညီကောင်မလေးဒါ4000ဆိုတော့ react ပဲပေးသွားနော် daily ပေးသွားရေးဘာဖြစ်သူတို့လိုအပ်နေတဲ့အရာကိုကျွန်တော်ကွာဖြည့်ဆည်းပေးရဆိုတဲ့ပုံစံအတိုင်းပဲပေါ့နော်တို့လည်းကျွန်တော်ပြန်ပြီးတော့ချစ်ကြတယ်ဒါရှင်းရှင်းလေးကွာနော်ကိုလည်း I won my last match ဒါပညာကိုဘာမှမရှိဘူးစနိုက်ပါဆိုစနိုက်ပါဟောဟုတ်လားဒါကျွန်တော်စနိုက်ပါနဲ့တချို့လူအပေးကြတယ်နော်ဒီအပေးညီကောင်မလေးကိုတက်ကြည့်နေအဲ့တော့ကျွန်တော်ပြန် share ပြတာပဲဆိုတော့ဒီအရာတွေကိုလည်းကျွန်တော်တင်မှုရှိသေးတယ်မနေ့ပြန်အဓိကအဲ့ဒါတွေကိုတင်အောင်မယ်ပြီးရင်1 2 3အဲ့ဒါနားထောင်အောင်မယ်နားထောင်ပြီးလာမယ်ကျွန်တော်ပဲနော် response တန်းလာပြီပေါ့နော်ဒါမှညီကောင်မလေးလည်းအစီအစဉ်ပါလေဂျားရသူတွေကွာအဓိကတော့ဂျားရလူတွေပဲတနာလားဗျသူတို့ဘယ်သူဟိုပြည့်လို့မရဘူးမသိဘူးအဲ့လိုပြန်အဲ့တော့ okay ဂျားရလူတွေလည်းနားလည်သွားမှာပေါ့နော်ကျွန်တော် response ပြန်နေချင်းအဲ့လိုကျေးဇူးပါ okay ပါဗျာဆက်လက်ကြိုးစားပေးပါမယ်အားလုံးပဲနော်ဘယ်လိုလဲဒီနေ့ကျွန်တော် sniper တင်ပြီးတဲ့နီးနဲ့ live လုပ်တာရလားဒီနေ့ကျွန်တော်အစတင်ပြီးတာ Hey, Sud, don't play emulator. Go. တမိလည်းစုရအောင်ရင် Bro, he's busy. He can play whatever he want, brother. ဆဲပါနေတော့ဗျာကလေးလေးကြနေရပဲဟုတ်ပါဇာတာပဲဟုတ်ကဲ့ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကြိုးစားနေပါမယ်နော်အားလုံးပဲခိုင်မဲဒီချိန်မှာ record ဖမ်းမဲ့သူရလဲအစင်တဲ့စကားတွေကရေးတာတွေကတခြားတလွဲတွေမခံချင်သိနေနော်အပေးရညီမတွေတိမှာပါလားအဲ့ဒီကကျွန်တော်မရှိနေဒီလူတွေနဲ့သူ response သူတို့မှခိုင်းကြုတ်လားသူတို့အားကိုးခိုင်းကြုတ်1 2 3နားထောင်အဲ့ခိုင်းကြုတ်လို့ ဒီမှာရီရတယ်ကို။ကိုကောင် ဘာပြောညီ ကိုကောင် HC ဝစ်လာလို့ အာဟာ စုကစုဆိုတဲ့ကောင်ပြန်နေစုဆိုတဲ့ကောင် HC ဝစ်လာလို့အဲ့အောင် emulator မစော့နေတယ်။ပတ်ကြည့် PC သွားစော့တယ် အားရ ။ဟော ဘယ်လိုလဲညိညာသူတို့ညိညာအချင်းချင်းညိညာ ညိတယ်ထိုးနေတာအောက်ပါလေ။ ည VNL တွေလား VNL မို့တယ်ဟိုတယ်နဲ့တခြားနိုင်ငံလားမသိဘူးကျွန်တော်ကြော်သွားချိန်မှာကျွန်တော်နားသွားတယ်အဲ့ပြောရင်ဘာမှမပြောဒီတိုင်းပဲနားသွားတာအဲ့ပြီးမှကြော်ညီလေးတယောက်အဲ့ပြောမှတိလို့နော်တိလို့အဲ့ဒါကိုတွေးနေအောင်ဘာလဲဟာကိုသူ့ဗီဒီယိုကြီးလည်းကြည့်ပြီးတော့မသိအောင်တော်ကြနေကျွန်တော်နားရတယ်ဆိုတော့ကွာဒီဗီဒီယိုကြီးတင်လို့နားသွားတယ်ထင်မှာဆိုလို့တစ်ဖက်ကပျော်အောင်မယ်တော်ကြနေသိရမလားကျွဲနေမှာဆိုလို့အဲ့ဒါကြောင့်မလို့တက်လာတာကိုကဟိုနေမကောင်းမယ်စကေးရတော့ဒါအကောင်းဆုံးကြိုးစားပြပြီးတာညီကောင်မောင်ရနော်ဘယ်လောက်ပဲပင်မဘယ်လောက်ပဲဘာလီဘလူးတွေဖြစ်ဟုတ်လားကိုချစ်တဲ့ညီကောင်မောင်ရပြန်လဲချစ်တဲ့အနေနဲ့ live ကိုလာကြည့်ရင်လုံးဝနော်ရှိမှအစွမ်းကိုကြိုးစားပြရမယ်နော်တင်လဲတင်ကြပြီးပါမယ်အကောင်းဆုံးနော်ကဲဆွဲလိုက်အောင်ဝါဆွဲလိုက်အောင်ဟုတ်ကဲ့ပါခင်ဗျာပြောသူမန်နေကြီးပဲဩညီကောင်ရလက်ခုပ်ဆိုတာနှစ်ပတ်ကြီးမှမီးတာပြဿနာတခုဆိုတာလဲဒီလိုပါပဲဗျနှစ်ခုကသိရမှာအဲ့လိုဆိုဒါတော့တူကိုပြောရင်တော့သူမန်ကိုမန်တော့ဖြစ်မှာပဲဆိုတော့ကျွန်တော်ကမှန်နေဆိုရင်တော့ဒါထောက်ပြရင်တော့လက်ခံရမယ်เนาะကျွန်တော်တို့တော့ဒါသိရမလားထောက်ပြတာရှိရပဲကျွန်တော်လက်ပြကြတက်တည်ပြခဲ့ရတယ်เนาะအမှလာပြီး comment နေလာရေးသူတွေကိုပြရတာပဲเนาะ share တက်တည်ပမာလေးဘာညာရစဆိုတော့ okay ဒါရတော့လိုအပ်တယ်เนาะဆိုတော့ okay ကျွန်တော်ဒီဒီမှာဒါလေးပဲကျွန်တော်ပြောတော့မယ် part 1 2 3သူပြောတာအဲ့3 ကျွန်တော်စောင့်ကြည့်တယ်ယောက်ျားတွေကွာယောက်ျားစကားပြောလားမပြောလားကျွန်တော်ကြည့်နေအခုကတော့ယောက်ျားစကားတော့မတွေ့10ကုန်းဆိုရင်9ကုန်းကယောက်ျားစကားမပါဘူးပြောနော်ဆိုတော့ okay ကျွန်တော်ဆက်ကြည့်မယ်ငုံဝိုင်းလေအဲ့ပွဲကိုနည်းနည်းလေးဝန်းရံပေးပါနော်အားလုံးပဲ okay ကျေးဇူးလည်းအများကြီးတင်ပါတယ်နော်